ကူးနေခင်ဗျာလှုပ်ကျင်တာလားလှုပ်နေလို့တော့ဖေဘောကိုင်းပြောတာဒီအစ်မြတ်ကိုပြောတာတော့ဒီနေ့ဒီတော့ဖေဘောကိုင်းရဲ့ဒီကိုပြောတာအာကြိုက်တာကျော်တင်မောဘယ်လိုပြောတော့လဲဟောခင်ဗျားတို့ကိုကျော်တင်မောကိုင်းလို့ပြောတာလားဟောပြောပါသေးဗျာဘောသူတို့ကလည်းသိတာတရားမထိုင်တာကြောက်တင်မောခိုင်းတစ်ခုရှိတာဆိုတော့ကြောက်တင်မောခိုင်းလို့ပြောကျုပ်တို့သိမှမသိပဲနော်ကျုပ်တို့သိရင်လည်းကျုပ်တို့လို့ပြောမှာပဲကြောက်တင်မောတဲ့ဆိုတဲ့ဟာဖြစ်မှာဗျာနော်အခုဒီကတော့ဖြစ်ပြီဆိုတော့အဆိုဖြစ်တရားနာတရားကြီးခိုင်းတယ်ဘုံကြီးရာခိုင်းတယ်ဘုံကြီးကပါသေးတယ်နော်ဟုတ်တယ်ဘုံကြီးရာခိုင်းတယ်ဟုတ်တယ်တကယ်ကြတော့အဲ့ဒါဝမ်းသာစရာကောင်းတာပဲဗျာဒါပဲတော့ရှင်ပြားတာကိုသိထားလို့ရှိရင်အဲ့ဒီလူပြဘယ်လိုလဲကိုဖုန်းပြီးလို့စိတ်ချမ်းသာမှုသာအရေးကြီးပါတယ်လို့ဒီလိုပြောကိုကလည်းဒီဟာလေးမှာနိုင်လည်းတိုက်ခံနေတယ်ကိုပဲသိရပြန်မှာဗျာဟုတ်ပါတယ်သူလည်းပြောနေတာပြောသူတို့ကမသိနေတာဖြစ်တဲ့အတွက်မသိတဲ့သူကပြောတာဆိုတော့ကျွတ်တို့ကဘာအေးအေးယူရရှိတယ်လေနော်ဟုတ်ပါတယ်ဟုတ်တယ်အဲ့ဒီလူကြီးကဘာကြီးတုံးလို့မေးတယ်ဆိုရင်အဲ့ဒီခွေးကောင်ကြီးကဘာကြီးတုံးလို့မေးတာမှမဟုတ်တာနော်အဲ့ဒီနွားကောင်ကြီးကဘာကြီးတုံးလို့မေးတာမှမဟုတ်တာဗျာနော်လူကြီးမှန်းသိလို့မလို့အဲ့ဒီလူကြီးကလို့မေးတာဆိုတော့ဒါအတော်ပဲဗျာဒါဟုတ်တယ်မလားအဲ့တော့ကပြောလဲဆိုတော့သူ့ဘယ်လိုပဲပြောကိုကခုဒီလာကိုသိတယ်အောင်တဲ့မမနေနိုင်ဘူးကိုအိမ်သားထုံးဖို့ကိုအရေးကြီးတယ်လို့အိမ်သားကိုပြောတယ်ဟုတ်ပါတယ်ကြီးညိုဖို့ကိုမလိုလားပါဘူးခင်ဗျားတို့ကအဲ့ဒီတရားကိုကျင့်သုံးလိုက်လို့လူမှုရေးမှာအရှင်ပလင်နေပြေးပြီးတော့ပေါ့နော်အဲ့ဒီလိုမျိုးလို့နေလို့မို့သူတို့ဖြင့်အရှင်ပြေပါလားသူတို့တရားတော့တဲဟုတ်ပုံရတယ်ပေါ့အဲ့လိုဖြစ်ရမှာဗျာဥပမာတစ်ခုမယ်မိသားစုနှစ်စုမှာသားတစ်ယောက်စီရှိတယ်ဆိုတော့မိသားစုတစ်စုရဲ့သားကတော့ဘာပညာမှမတင်ရဘူးကျောင်းပညာဘာပညာမှမတင်ရဘူးမိသားစုတစ်စုရဲ့သားကတော့ကျောင်းပညာတွေမှတင်လိုက်တာအတန်းတွေကိုကုံသွားအောင်တင်ရတယ်ဆိုတော့နော်ဒါလို့ဆိုရင်ကဲကျောင်းပညာတတ်တဲ့သူဖြစ်တယ်တက္ကသိုလ်ကဘွဲရပါတော့ကျောင်းပညာဘာမှမတတ်တဲ့သူဖြစ်တယ်တာမန်တခါလဲပေါင်းနှုတ်တို့ဟုတ်လားရာထွန်တို့ပဲလိုက်နေရတဲ့သူပေါ့နော်ဒီသူနှစ်ယောက်အည်တွေကတော့သိကွာသွားပြီဟိုသူကပညာတတ်ဆိုပြီးတော့နော်ပေါင်းထိုးကလေးပေါင်းနှုတ်ကလေးရာထွန်ကလေးလဲလုတ်ကလေးလောက်တတ်တာဆိုတော့ရာထွန်စရာရှိရင်တော့ငှားခြင်းငှားမှာပေါ့ပေါင်းနှုတ်စရာရှိရင်လည်းငှားခြင်းငှားမှာပေါ့ခြုံခုတ်စရာရှိရင်လည်းငှားခြင်းငှားမှာပေါ့သူ့တော့အလုတ်ကျမ်းသမားဟိုလူကတော့အလုတ်ကျမ်းကိုလုံနေခြင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီသူ့မှာဟောဒီအလုတ်ကျမ်းထက်အများကြီးတာတဲ့လုပ်ငန်းတွေကိုလုပ်နိုင်တဲ့အနေအထားရှိတယ်လို့ဆိုတာမျိုးသူ့စီကအကြီးချင်းကနေပြီးတော့တောက်ပြောင်းလာတာဆိုတော့ဒီသူနှစ်ယောက်ကိုတန်းတူထားလို့မရဘူးနော်တန်းတူလည်းမထားကြဘူးနော်ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အကြီးချင်းကချားနေလို့ပဲနော်အခုလည်းပဲကျွတ်တို့တရားဓမ္မကိုသင်ကြားလို့တမ်းမြောက်ပြီးသိနေကြတဲ့သူတွေနဲ့တရားဓမ္မကိုမတင်ကြားမတတ်မြောက်လို့မသိနေကြတဲ့သူတွေကလူမှုမှာတော့အတူတူပဲဖြစ်နေတယ်ဆိုရင်ဒါမဟန်ဘူးရဟုတ်ကနော်လူမှုမှာတော့အတူတူဖြစ်နေရင်တော့မဟန်ဘူးဒီသူကတရားဓမ္မတတ်တဲ့အတွက်ဘယ်လိုပြောတတ်ဘယ်လိုဆိုတတ်ဘယ်လိုဆက်ဆံတတ်ဘယ်လိုနေထိုင်တတ်ပေါ့ဗျာနော်သူ့ဝန်းကျင်နဲ့သူနဲ့ချင်းချောနေအောင်အရှင်ပလင်ပြေအောင်လည်းမကြတယ်လေအောက်တန်းကုန်စီလို့ကြတယ်ငါလည်းတန်းနေတယ်ငါဘယ်လိုလုပ်ပြီးလဲတားရ9ရောက်ဆိုတော့လူတို့ကပဲအဲ့ဒီအငယ်ဆုံးကအဲ့ဒီနည်းလောက်ဖြစ်ကြတယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဆိုလိုတာသေးသူပူတာမဟုတ်ဘူးနော်ပူတယ်ဆိုတာသေးသူပူတာမဟုတ်ဘူးကိုယ့်အတွက်ပူတာကိုယ့်အတွက်ပူတာအဲ့ဒါကိုနေမကောင်းတဲ့လူကလည်းနည်းနည်းခတ်ကြလေးဖြစ်တော့သူလည်းပဲစမ်းရန်ဟိုလုတ်ဒီလုတ်ကြည့်တာပေါ့ဗျာအပေါက်လန်းကတော့အစတော့ဘယ်တဲ့မလဲပေါ့မသေးခင်တွင်းမဲ့အပေါက်လန်းလေးတော့တဲ့သွားပြီဆိုတော့ဗျာလုတ်တဲ့အပေါက်လန်းလေးတွေ့ပြီငါတော့ထမင်းတော့စားရပါဟာပေါ့တင်းလည်းသွားခြင်းလည်းသွားတော့ပေါ့ဗျာအိဗေကတော့နောက်ဆုံးပြီသေးပြီဗျာသေတဲ့အခါကျသူလည်းလှုပ်တတ်ပြီလေမသေးခင်ကတည်းကလေးကျင်လိုက်တာပေါ့နော်လှုပ်တတ်သွားပြီလို့ဆိုတဲ့အခါကျပေါင်းမင်းကြီးတတ်သွားပါတော့ကိစ္စအဲ့ဒီသဘောပဲသူမျက်ရည်မကြောက်အဲ့ဒါလေးတော့ပြောတယ်ကဲတိမ်မှာဖြစ်ရင်လည်းနေနေပြီတော့ဒီတော့ငါတို့ကမင်းမှထားနေရတာဖြစ်နေပျောက်တော့တောက်လို့ရရမင်းပျောက်တော့ဟုတ်တယ်လားအဲ့ဒါဆိုပြီးတော့သူကပြောတယ်သူသားလေးရောသမီးတွေရွေးပြီးတော့ပြောတယ်ဟုတ်ပါဘူးသားလေးရောသမီးတွေလည်းဟုတ်ပြီ
你心里的为哪里啊？这个是现在多一点，后大这辈子，他农业你们啊，有年纪的，比较多的，还有年纪，这个就比如说他这为俺要在家，为哪里做这些，那里就叫我，你还嘛？没有，哎，这不是讲不看做过的，这啦，这个心里面的你。အဲ့ဒီနဲ့ကိုသူသားမိသားတွေမျိုးတော့ကဲနေသွားတာလေ မရနေတရားပြလိုက်တဲ့ခါကျတော့ဒါတရားသူ ဒါတရားမှာပါရှိသေးတယ်ဗျာ ဟုတ်တော့ကိုလိုတာကတော့ဒါတရားပဲဗျာဒါတင့်မြတ်တဲ့အရာပဲတွေးဖို့ခေါ်ဖို့ရင်တကယ်ပုံမှန်အနေထားရှိတယ်လို့ပြောရမှာပေါ့နော်ပုံမှန်အနေထားရှိတော့လေဒါတရားတယ်လို့ပြောရမှာပေါ့နော်အဲ့တော့သေတဲ့ခါကျ तू ကမငိုဘူး तू သမီးအကြီးလောက်တဲ့ तू ကလာတဲ့ပြီးတော့လူလိမ့်ပြီးတော့ငိုဆိုပဲဗျာတခါလဲငိုတဲ့ခါကျတော့ तू ကနေပြီးတော့ရည်စရာလိုဖြစ်တာပေါ့လေဒီသမီးဟာတခါလဲမဟုတ်ကသေတာကြီးပြန်လာမှလည်းမဟုတ်ဘဲနဲ့ငိုနေတယ်ဆိုတာမျိုးနဲ့ပေါ့နော်တကယ်တော့ဒါဖြစ်ရမှာဗျာနော်ဖြစ်ရမှာဆိုတာ ပြီးတော့သူကလာတာ ဟုတ်ကဲ့ ဒါကဲတစ်ခါကျတော့နောက်အိမ်တော့ငါလာမယ်ပြီးတော့လည်းဟိုအများဘာလို့ချင်းပါလိဒီကိုကဒီချပိတိုင်းမှာဒီတေးလေးကိုစားလို့ဗျာဒီတေးတဲ့လူကိုမြည်ကြကြောက်ရရတယ်လုံးဝထုတ်ရတာ ဟုတ်တော့ ဒီအဲ့တော့လည်းမို့လေးကြီးဦးညာတီတော့ကျွန်တော်တို့ကအားကိုးမကြီးညာကျွန်တော်အားကိုးနေမဲ့ဟမ်ဟာငါမို့အားလာမို့လေအဲ့လိုလည်းလုပ်ကြငါမို့အားလာမို့ ဟုတ်တယ်တကယ်လူဆိုတာမှန်တော့ဒေါတိလေးတိတိကျကျကြည်ကြားလာနော်ကိုသမီးလေးတည်သွားဘာဖြစ်တော့သူယောဂရလို့တည်တာပဲနော်သူယောဂရတာလည်းပဲသူရကျင်လို့ရတာမှမဟုတ်ပဲမတော်တဆရတာနော်သူယောဂမျိုးခင်ဗျားရလဲခင်ဗျားလည်းရှိမှာမဟုတ်ဘူးသေရောမှာပဲနော်သူယောဂမျိုးခင်ဗျားမရသေးလို့ခင်ဗျားရှိနေတာနော်အဲ့လိုဆိုတော့အမေသူ့ဒီလောက်ကလေးမှအကြမ်းမခံတဲ့သူသေပါစေပေါ့ဗျာသူပဲပြောမှာပေါ့နော်ခင်ဗျားဒီတဲ့အကြမ်းခံလို့ခင်ဗျားအခုထိဒီဖြစ်နေတဲ့ဝိညာဉ်ကိုအပြည့်စုံနေတာ ဟုတ်ကဲ့ ဒီတော့ကနည်းနည်းလောက်ပြည့်ရတယ်ဗျ။ဝိညာဉ်ကိုအင်းလို့ဒီဝတ်တယ်။ ဟုတ်တာဗော။ဒီမင်းနဲ့တည်ရင်ငါအေးသိချတာလေ။ဟုတ်တာဗော။အဲ့တော့ကိုလည်းချတာတယ်သူ့လည်းကြောက်ကြတယ်။ဆိုတော့ကြတော့ဒုက္ခပဲငါလေးစားလို့။ကိုလည်းတိုင်းရင်းငါချက်ကိုရှိရကိုရကိုရောက်တယောက်ခဲကိုနဲ့သူစားဒီပြင်ဟာလေးကဥမဲ့ဇာမရောက်သိဖြစ်ညာဗျာ။ဟုတ်ကဲ့။အဲ့ဒါရှာကျွေးတဲ့ဆိုတော့အဲ့တော့မင်းအလေးညာတည်နေသေးမတည်တဲ့ညာချင်းစိတ်တောက်တဲ့သူတွေတောင်မှသူလည်းကုတတ်နေပြီတဲ့ဒီလိုလည်းပြောတာပေါ့သူ့ဖြာဝန်ကသူ့ကိုတင်းတာဟုတ်ရစိတ်တောက်တဲ့သူဆိုဘယ်လိုကုရမလဲလို့ဆိုတာကွာလို့မင်းဘယ်နှယောက်ချင်ဘူးလဲဆိုဘယ်နှယောက်ချင်ဘူးပါပြီပေါ့သူကလည်းပြောတာပေါ့နော်ကုနေရသေးကွာလို့မင်းသိချင်းတို့မှတောက်တဲ့သူပဲလို့ပြောတာသူသိချင်းတာပြောင်းတန်သွားပါစီတော့ပေါ့တာကျုပ်ကအဲ့လိုပြောတယ်ဟုတ်ဘူးပြတယ်သူတို့ကလည်းသိချင်းလို့တောက်တာမဟုတ်ဘူးတဲ့သိချင်းလို့တောက်တာမဟုတ်ဘယ်လိုလို့တောက်တာတော့မှဆိုသူကတောင်းတယ်မလဲလေးတစ်ခွက်ကျုပ်ကိုပေးပြအမေဘာညာပေါ့ဗျာနော်ဟာမင်းပေးလို့ပဲဖြစ်မှာတော့ကတို့လည်းနည်းနည်းရှိသေးတာဆိုတော့လိုချင်တယ်မပေးဘူးမပေးတော့ကဲဒီလောက်တောင်ရှိလာတာစိတ်ညစ်ပါတယ်ဆိုတော့တောက်သေးတယ်ဆိုတဲ့သဘောမျိုးနဲ့ဗဇတ်ထဲနည်းနည်းပါးကလေးလောက်ထည့်ပြီးတော့နှခမ်းတွေပါတုတ်ထားတာပေါ့ဗျာအဲ့လိုတယ်ဗျာသူကသိချင်တာမဟုတ်ဘူးရချင်တာရချင်တာမရလို့မလို့မရရင်စိတ်ညစ်ပြီးတကလားဒီသူကသေးတော့မယ်ဆိုရင်မသေးသေးလို့ပြန်ရှင်နေငါသားလေးတွေ့ရရဲ့ငါတို့သူလိုချင်တာလေးတော့ပေးလိုက်မှာပဲဆိုတော့မဲသူဟာအောင်မြင်သွားတာဟုတ်တာအဲ့လိုတယ်ဗျာဒါအဲ့တော့ဆိုလိုတာကတော့ဖြင့်သေခြင်းတဲ့လူတွေဖြင့်သေပါစေကွာပေါ့သေခြင်းတဲ့လူမဟုတ်လို့မလွဲမသွေယောဂဗျာဖြစ်ပွားနေလို့သေရမယ့်အနေထားရောက်နေပြီဆိုရင်လည်းသေပါစေဟုတ်ပါနော်တကယ်ကိုယ်တည်းကိုဟာမကလို့ဘာဖြစ်နေနေသေခွင့်ပြုကြပါသေတာကိုဝမ်းမနေကြပါနဲ့ပေါ့ဟုတ်ပါနော်အခုကိုသေရတော့မယ်ကိုချစ်ပါတယ်ခင်ပါတယ်လို့ဆိုရဲကိုသားတွေသမီးတွေမိတွေမြစ်တွေဆိုတာနဲ့တော့ဒါနောက်မတွေ့ရတော့ဘူးပေါ့ဗျာနောက်မတွေ့ရတော့လဲဘာဖြစ်တော့သေတာပေါ့ဒါဟုတ်တယ်မလားကိုလည်းအေးဖြည်းထောင်းထောင်းမှသေပါဟုတ်ပါနော်ဒါကျုပ်တို့ကဟိုတင်းလို့ပြောတာမဟုတ်ပါဘူးမိုးကုတ်ချတော်ကြီးတို့ပြောနေကြတယ်မဟုတ်ပါဘူးငါဒီမုတ်ချတေရမည်အချိန်ပိုင်းသာလို့တော့ဒီဆိုတာမျိုးမဟုတ်ဘူးနော်ဒါတေကမ္မထမ်းရှုတာမဟုတ်ဘူးဟုတ်နော်အဲ့ဒါဆိုင်ဘုတ်ကြီးရေးတာငါဒီမုတ်ချတေရမည်အချိန်ပိုင်းသာလို့တော့ဒီဆိုတော့ဟိုဆယ်မြောင်းနဲ့အိမ်တိမ်မှာရေးထားတယ်ဟိုမြင်ဝင်းမောင်နဲ့သူ့ကလေးတွေနဲ့အလဲလာအဲ့ဒီမှာအတိမိတ်ဆွေရှိလို့အဲ့ဒီအိမ်သွားတော့အခန်းတကားကြီးကအဲ့လိုရေးထားတဲ့ခါကျတော့သူ့သားလေးကနေပါသူ့သမီးကလားသူ့သားကလားမသိဘူးပြောတယ်ဟိုမှာဒီတော့မှရှိတယ်ဗောအဲ့လိုမျိုးလို့ပြောတယ်တဲ့ကလေးကလန့်သွားတာလေငါဒီမုတ်ချတေရမည်အချိန်ပိုင်းသာလို့တော့ဒီဆိုတော့ကလေးကလန့်သွားပြီရှူဗောတခါတည်း
တခါတည်းလို့လတ်လတ်မပြောနဲ့ပေါ့တခါတည်းဒါတိုးတိုးပြောပေါ့ဟောတည်တော့မဲ့လူကရှိတယ်ပေါ့တခါတည်းအဲ့လိုနော်အမှန်ကတော့အဲ့လိုမျိုးကြီးလဲရှုနေဖို့မဟုတ်ပါဘူးငါဒီမုတ်ချတေးရမည်ဆိုတာကတော့ तू ပြောမှာမဟုတ်ပါဘူးကိုကကိုသိပါတယ်လူတိုင်းတေးနေတာပဲကိုလည်းတေးမှာပေါ့နော်အချိန်ပိုင်းနာလို့တော့ဒီဆိုအချိန်ပိုင်းလေးကစက္ကန့်ပိုင်းလိုမိနစ်ပိုင်းလိုအချိန်ကတော့နှစ်ပိုင်းလည်းပြင်းနှစ်ကလည်းအချိန်ပဲမဟုတ်လားအနည်း20ကလည်းအချိန်ပိုင်းပဲအနည်း40ကလည်းအချိန်ပိုင်းပဲမဟုတ်လားအချိန်ပိုင်းနာလို့တော့ဒီဆိုအချိန်နဲ့နည်းနည်းလေးလိုတော့ဒီလိုဖြစ်နေတာဗျနော်မဲတာသမီရိုက်ခံတဲ့သူမို့ရိုက်တာနော်ကျန်တဲ့သူလည်းခင်ဗျာရိုက်ချင်ပါပဲကျန်တဲ့သူကရိုက်လို့မဖြစ်လို့ရိုက်မခံတော့လို့ခင်ဗျာမရိုက်တာနော်အဲ့တော့ तू အပြင်ရိုက်ခံမယ်ဆိုရင်လူတိုင်းလျှောက်ရိုက်နေမယ်ပုံပဲလို့ဒီလိုပဲပြောရမှာပဲမဟုတ်လားနော်ကဲတော်သိကြီးဟာကိုသားသမီးကိုငေါက်တယ်ဆိုတော့ဗျာငေါက်တယ်ဆိုရင်သူသားသမီးသူချစ်ခဲ့တဲ့နဲ့တောင်ငေါက်သေးတာဟုတ်ပါနော်လူတိုင်းသူအငေါက်ခိုင်လူတိုင်းလျှောက်ငေါက်နေမယ်သူကြီးပဲပေါ့ဟုတ်တယ်ဟာတကြောက်စရာကြီးပဲပေါ့ဟောဒီလိုမျိုးလို့ကြောက်တယ်နော်လူကလည်းနော်အဲ့တော့မငေါက်ကြပါနဲ့မရိုက်ကြပါနဲ့လို့ဒီလိုပြောရမှာဗျာနော်အဲ့ဒေါ်သိကြီးတို့ဒေါ်ညွန့်တို့တွေပဲပြောနေတော့နောက်ကဒေါ်ချိန်တို့ဆိုတဲ့သူတွေကတော့ကြားကောင်းပါရဲ့နော်အဲ့သူတို့လည်းတော်တော်ဒေါသကြီးမဲ့ပုံရှိတယ်ဗျသိလားမကြီးချိန်လဲဟုတ်နော်ဒေါသမကြီးရဘူးလူဆိုတာဒေါသကြီးရှုံးနေဗျာနော်ရှုံးမှမသိလို့အားလို့ဒေါသကြီးတာဟုတ်ပါနော်လောဘလည်းမကြီးကြနဲ့နော်လောဘကြီးတယ်ဆိုတာလည်းရှုံးမှမသိလို့အားလို့လောဘကြီးတာမအားတဲ့လူကလောဘမကြီးဘူးခွင့်လွတ်တယ်ပေါ့ခွင့်လွတ်တော့ဘာရသူ့အခွင့်အရေးတွေရတာပေါ့နော်သူကပေးလိုက်တယ်လို့နဲ့နောက်ဆုံးသူရတာဗျအဲ့ဒါလိုဗျပေးတယ်လို့နဲ့ယူတာအဲ့ဒီလောဘမကြီးတဲ့လူပဲဗျနော်လောဘကြီးတဲ့သူကတော့လောဘကြီးလို့ယူရဲဆိုပြီးသူကတော့ယူတော့ယူပါရဲ့ကြာလည်းမရဘူးသူကကျုံးတာဗျနော်ရတယ်လို့ပြောတာမဟုတ်ဘူးဟုတ်ပါနော်ကျွတ်တို့သေးပြီးနောင်ဆိုတာကတော့နည်းနည်းမှပြောတာမဟုတ်ဘူးကျွတ်တို့ဗုဒ္ဓဘာသာတွေကလွဲတာကတော့သေပြီးနောင်အတွက်ပြောနေတာလုံးဝထားလိုက်ကြတာနော်အဲ့ဒါကတော့ခင်ဗျားတို့မရှိတော့ဘူးလို့ထင်တယ်အဲ့ဒီပေါ်မှာတော့နော်သေပြီးနောင်တော့မရှိဘူးသေပြီးနောင်တော့မရှိပေမဲ့ကျွတ်တို့လူပေါ်မှာအရောက်နေမယ်လို့ထင်တယ်ဗျာနော်လူပေါ်မှာကျွတ်တို့ကဟာဒါဆိုငါရှုံးသလားမြတ်သလားဒီလိုငါလောဘထွက်လိုက်ရင်ရှုံးသလားမြတ်သလားဒီလိုဒေါသထွက်လိုက်ရင်ငါရှုံးသလားမြတ်သလားအနည်းဆုံးငါသားကလေးကိုငါရိုက်လိုက်ရင်ရှုံးသလားမြတ်သလားအဲ့ဒါအကျင့်နေတာပေါ့ဟုတ်တယ်ငါသမီးလေးကိုငါငေါက်လိုက်ရင်ရှုံးသလားမြတ်သလားတသိန်းပြောတယ်ဆိုတာငေါက်တာပဲနော်ဘယ်လို့စိုးစိုးသာသာကြီးနဲ့အတန်ကြီးကိုတဟောက်တဟဲပြောမှငေါက်တာမဟုတ်ဘူးနော်ထွက်ကျင်တယ်လို့ပြောတယ်ဟိုဝါဆိုဦးလောက်ကပေါ့နော်လူထွက်ကျင်တယ်လို့ဆိုတာမျိုးကိုကျုပ်မပြောပါဘူးဝင်းမော်ပြောတာပေါ့နော်ကျုပ်ရောက်တဲ့အချိန်မှာပဲသူဘုန်းကြီးရောက်ရင်တော့ထွက်တော့မယ်ဘုန်းကြီးပြန်ထွက်တော့မယ်လို့သူပြောတယ်ပေါ့ဒါတော့ဝင်းမော်ကပြောတယ်ဟာဘုန်းကြီးဒေါ်တီလာထွက်ကျင်တယ်ပြောပါလားဩထွက်ကျင်တယ်လားဟုတ်တယ်ပေါ့နော်အေးဘောဒါထွက်ကျင်တယ်ဆိုတော့ထွက်ရမှာပေါ့သူထွက်ကျင်တာဟုတ်လို့အဲ့ဒါနဲ့တခါလေသူများတွေဝိုင်းချော့ကြတာပေါ့ဗျာဒီတော့အင်းညိုတွေလည်းပါထမရဲ့တော့ဝိုင်းချော့ကြတဲ့အခါကျတော့မထွက်ကျင်တော့ဘူးဖြစ်သွားတယ်ဟုတ်ပြီနော်မထွက်ကျင်တော့ဘူးလို့ဖြစ်သွားပြီမထွက်ကျင်တော့ဘူးလို့ဖြစ်သွားတော့မထွက်တော့ဘူးလေတော့ဒီကမထွက်တော့ဘူးလေပြောတာပေါ့ဗျာနော်အဲ့တော့ကျုပ်ကတော့ပြောတယ်ဒေါ်ဒီလာကိုကျုပ်ရဲ့မြင်တော့မြင်တော့ဟုတ်ဘူးကျုပ်ကပြောတယ်မသူထွက်ကျင်ပြီးသွားပြီလားဗျာဟိုလိုထောက်ဒီလိုဆဟိုလိုနဲ့ဒီလိုညားပေါ့ဗျာဒါတွေနဲ့သာ तू ကနေပြီးတော့ပြန်ပြီးတော့အဟံဆောင်နေရတာဆိုတော့ကျုပ်တွေဒေါ်ဒီလာဓမ္မဝိဟာရိနီဖြစ်မရှိတော့ဟုတ်တယ်နော်ဒေါ်ဒီလာကြီးကတော့ဓမ္မဝိဟာရိနီဖြစ်နေရှိနေတာပဲနော်ရှိမှကျုပ်ဒေါ်ဒီလာမြင်တော့ဟုတ်ကဲ့နော်ဆိုလိုတာကတော့ထွက်ကျင်တယ်လို့ထွက်မယ်လို့စိတ်ပေါက်ပြီးသွားရင်တော့ဒါစိတ်ကတော့ထွက်ပြီးသွားပြီစိတ်ကထွက်ပြီးသွားရင်လူလည်းမရှိတော့ဘူးကျုပ်စီတယ်မှာတော့ဟုတ်ကဲ့နော်သူ့အရှိအတိုင်းထွာတိုင်းကျုပ်တို့ပြောတာနော်ဆိုလိုတာကတော့ तू ကမှစိတ်မရှိတော့ဘူးလို့ဆိုတဲ့အခါကျတော့ရုပ်ကြီးတွေမဲ့တင်းနေတယ်ဆိုရင်တော့လည်းပဲဒါကြီးကအယုတ်ကြီးတင်းနေတယ်လို့ပဲဖြစ်မှာပဲမဟုတ်လားဟိုငဲ့ဒီထောက်နေဆိုရင်ကတော့ဟုတ်ကဲ့နော်ဒါကျုပ်တို့ရိုးရဗုဒ္ဓဘာသာမှာတော့လေရိုးနေတဲ့လုပ်ငန်းမှာရိုးနေတဲ့လုပ်ငန်းပဲကျုပ်တို့ကအဲ့လိုရိုးလို့မရဘူးကျုပ်တို့ကမဟုတ်တော့ဘူးဆိုရင်မဟုတ်ဘူးနော်ဟုတ်သေးတယ်ဟုတ်တယ်ဆိုရင်လည်းဟုတ်နေတာပဲနော်အဲ့လိုမျိုးလို့ဖြစ်တာဆိုတော့မဟုတ်တော့ဘူးဆိုရင်တည်းနဲ့ဟုတ်ရောင်နဲ့ပြန်ဆောင်နေလို့လည်းမဟုတ်တော့ဘူးပဲကျုပ်တို့ကဖြစ်တာပဲပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကျုပ်တို့ဘုရားကကျုပ်တို့ကိုတရားဓမ္မတွေဆိုဆုံးမတယ်ဆိုတာကျုပ်တို့နေတတ်အောင်ထိုင်တတ်အောင်ပြောတတ်အောင်ဆိုတတ်အောင်လုပ်တတ်အောင်ကြင်တတ်အောင်ဟုတ်ပါနော်ဆက်ဆံတတ်အောင်နေထိုင်တတ်အောင်ဒါတွေ